အသေးတို့ရေမင်္ဂလာပါရှင်ရွှေရုံးဒီနေ့တပတ်စာလေးလာတင်ပေးတာပဲဖြစ်ပါတယ်ရှင်လူအသစ်လေးတွေပါရင်လည်း subscribe လေးနှိပ်သွားပေးခဲ့ပါအောင်နော်ပေးလို့ရတဲ့သူလေးတွေကလည်း share တော့ပေးကြပါအောင်ရှင်ဒါမှရွှေရုံးတင်တဲ့ဗီဒီယိုလေးတိုင်းကိုတွေ့ရမှာပဲဖြစ်ပါတယ်ရှင်ကဲ25ရက်မှ29ရက်5လ2026ရက်အထိတပတ်စာလေးလာတင်ပေးတာပဲဖြစ်ပါတယ်ရှင်စာရွက်လေးနဲ့ဘောပင်လေးကင်ပြီးလိုက်မှတ်ထားပေးကြပါရှင်လာမယ့်အပတ်အတွက်မပြောက်ပတ်သီးက1ရက်5ရက်9ရက်ပါရှင်ထပ်ပြောပေးပါမယ်နော်လာမယ့်တစ်ပတ်မှာမပြောက်ပတ်သီးက1ရက်5ရက်9ရက်ပါရှင် break ကစားခြင်းတော့သူလေးတွေကတော့38 break ကမပြောက် break ပါရှင် main တွေကိုတော့မရွေးပေးတော့ပါဘူးနော် main ကရွှေရုံးရဲ့အဖွဲ့ဝင်တွေအတွက်ခြံထန်ထားရမှာမို့ပါရှင်နားလည်ပေးကြပါနော်ရွှေရုံးရဲ့တပတ်စာတွေကအကုန်လာမှာပါနော်အကုန်လုံးကိုတော့မစော့ပါနဲ့နော်ကြိုက်နှစ်သက်ရာတစ်မျိုးတည်းကိုပဲရွေးချယ်ပြီးစော့ကစားပေးကြပါရွှေရုံးပေးတဲ့တပတ်စာကိုတစ်မျိုးတည်းပဲစတိုးကစားရင်အမြတ်ရပါတယ်ရှင်အကုန်လုံးလိုက်ပြီးကစားရင်တော့ရှုံးတတ်ပါတယ်နော်ဒါကကစားတဲ့နီးကိုပြောပြတာပါအသေးတို့ကလည်းကိုကြိုက်တယ်လို့ပဲကစားကြမှာမဟုတ်လားရှင်ရွှေရုံးကတော့အမြတ်ရမဲ့နီးကိုပြောပြတာပါရွှေရုံးရဲ့အဖွဲ့ဝင်လေးတွေကိုလည်းဒီလိုပဲမှာပါတယ်နော်ကိုအားတန်ရပတ်သီးဖြစ်ဖြစ်အခွေဖြစ်ဖြစ်ကစားပြီးအမြတ်ယူကြပါတစ်မျိုးပြီးမှတစ်မျိုးဆက်ကစားကြပါလို့မှာပါတယ်နော်အဖွဲ့ဝင်လေးတွေကိုတော့ရွှေရုံးကဟူးမကျော်ပတ်သီးနှလုံးနဲ့ဇက်တို့အခွေတစ်ခွေပေးပါတယ်ရှင်အဖွဲ့ဝင်ခြင်းတဲ့အသေးတို့အတွက်တပတ်စာကတ်က1000ကျပ်ပဲဖြစ်ပါတယ်ရှင်ဖိုင်ဘာနံပါတ်က39432369ခေါ်ပဲဖြစ်ပါတယ် Telegram က @ရွှေရုံး9ခေါ်ဖြစ်ပါတယ်ရှင်ရွှေရုံးရဲ့ဖုန်းနံပါတ်လေးပြန်ပြောပေးမယ်နော်39432369ခုပဲဖြစ်ပါတယ် Telegram က @ရွှေရုံး9ခုဖြစ်ပါတယ်ရှင် Telegram ကအသေးတို့ကလည်း Telegram ကနေပြေစာလေးတွေပို့ထားပေးရင်ရပါတယ်နော်အဖွဲ့ဝင်ချင်းသူလေးတွေအတွက်ဒါကအဆင်ပြေဆုံးဖြစ်မှာမို့လို့အားလုံးပဲစိတ်ချလက်ချနဲ့ပို့ပေးနိုင်ပါတယ်ရှင်ဖုန်းဆက်ဖို့မလိုပါဘူးနော် Viber မှာအဖွဲ့ဝင်လို့ရေးပြီးပြေစာလေးပို့ထားပေးရင်ရပါပြီရှင်မနေ့စောစောအဖွဲ့ဝင်ကတ်လေးတွေရောက်လာမှာပါเนาะအဖွဲ့မဝင်ဘဲနဲ့လည်းရွှေရုံးရဲ့ free ပေးထားတာလေးတွေနဲ့လည်းကစားရင်ရပါတယ်ရှင်ရွှေရုံးအသေးတွေအားလုံးပဲအမြင့်မြတ်နဲ့ရွှေထုတ်ကြီးကြီးပိုင်ဆိုင်နိုင်ကြပါစေရှင်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်